ဟယ်လိုအားလုံးပဲမင်္ဂလာပါမမကြီးရဲ့ကိုကင်ဘလော့ကနေကြိုဆိုပါရစေဒီနေ့မမကြီးကခင်းညင်သင်းငပိချက်လေးကိုချက်ပြမှာပဲဖြစ်ပါတယ်အရင်ဆုံးစစ်သွန်အဖြူအနီးပစွန်ကြောင့်ငွေသီးစိမ်းထောင်းထားတာလေးကိုစီးသက်ပါမယ်နည်းနည်းဆက်ဆက်လေးစားခြင်းလို့ပေါ့နော်မမကြီးကအယောင်တင်မုတ်လေးပါထည့်လိုက်ပါတယ်ရှင်စီတန်းနံလေးမှုေးလာပြီဆိုတော့မှမမကြီးကခဲညင်သီးတို့ထည့်လိုက်ပါမယ်နော်ပြီးရင်ခဏလေးမှုေးပေးလိုက်မယ်မှုေးပြီးပြီဆိုလို့ရှိရင်တော့သူ့အရေးလေးနဲ့ပဲပေါ့နော်လုံးရည်လေးနဲ့ပဲမမကြီးကအဖုံးလေးအုပ်ပြီးတော့ခဏလုံးပေးထားလိုက်ပါမယ်ရှင်နည်းနည်းလေးဣတော်ပြီဆိုတော့မှမမကြီးကရေကိုအမြုပ်ထည့်လိုက်မယ်နော်ပြီးရင်တော့ဖုံးလေးအုပ်ပြီးတော့တည်ထားပေးလိုက်ပါမယ်ရှင်ခဲညင်သီးလေးတွေဣတော်ပြီဆိုရင်တော့အချူငံလေးထည့်ပါမယ်ငပြာယူတော့နည်းနည်းပဲရှော့ထည့်ထားတယ်နော်အရှိမလည်းမြင့်ငပိသုံးထားလို့ပါရှင်ကဲခဲညင်သီးငပိချက်လေးရပြီဆိုလို့ရှိရင်တော့မမကြီးကငြူသီးစိတ်နဲ့နည်းနည်းမင်းလေးကိုအုပ်ထားလိုက်ပါမယ်ခရမ်းညင်သီးငပိချက်ကိုပေါ့နော်တချို့ကကြတော့အရည်လေးနဲ့စားခြင်းနဲ့တချို့ကလည်းပြစ်လေးစားခြင်းနဲ့ပေါ့နော်ဒါကတော့ကိုကြိုက်တဲ့ပုံစံပေါ့နော်ပြင်ဆင်ပြီးချက်ပြုတ်လို့ရပါတယ်ရှင်မမကြီးကတော့ဒီအနေတော်ကိုပဲကြိုက်လို့ပေါ့နော်ဒီလောက်အနေလေးမှာပဲချလိုက်ပါတယ်ခင်းညင်သီးငပိချက်နဲ့စားဖို့အတွက်မမကြီးကတိုးစရာလေးတွေပြင်ဆင်ထားပါတယ်ရှင်တိုးစရာကတော့မုံလာဥဖြူရဲ့ပဲပစွန်သီးရဲ့ပဲဆောင်ငါးသီးရဲ့ဘူးညွန့်ရဲ့ခင်းကျွန်းသီးရဲ့ကိုမမကြီးကပြင်ဆင်ထားပါတယ်ရှင်တိုးစရာလေးတွေပေါ့နော်ခက်စိမ့်စိမ့်လေးပြုတ်လိုက်တယ်ပြီးလို့ရှိရင်ရေစလုံးထဲမှာခဏစိမ့်ထားလိုက်မယ်ပေါ့နော်ပြီးတော့မှစားမဲ့ပကံထဲမှာအလှလေးဆင်လိုက်ပါမယ်ရှင်ဒီလိုတိုးစရာအစုံလေးနဲ့ခင်းညင်သီးငပိချက်ရှူးရှူးရှဲရှဲလေးကိုမမကြီးကဒီနေ့စားမှာပဲဖြစ်ပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်